ဆက်ကြီးတွေဝယ်တော့မယ်ဆိုလို့ရှိရင်ဆက်ဈေးကိုအရင်ကြည့်ပါနဲ့ဒီအချက်၃ချက်ကိုအရင်ကြည့်ပါနံပါတ်1ချက်ကတော့ဆက်ရဲ့ချုပ်အားနဲ့ဆက်ရဲ့ performance ကိုကြည့်ပါမြန်ချုပ်လို့ရလားအထည်ရည်အတွက်များကြလားဆက်ကအထူအပါဆွဲတာမရွေးပဲနဲ့ stable ဖြစ်လားဆိုတာအရေးကြီးပါတယ်ခင်ဗျာနံပါတ်2ချက်ကတော့အကျန်းခံရပါမယ်လုပ်ငန်းဆုံးဆိုလို့ရှိရင်နေ့တိုင်းအသုံးခံပြီးတော့အကျန်းခံတဲ့ဆက်မျိုးကိုရွေးချယ်ဖို့လိုအပ်ပါတယ် spare ပဲပေါ်တဲ့ဆက်ဖြစ်ရမယ်အသုံးပြုတဲ့နေရာမှာလည်းနှောင့်နှေးမှုမရှိတဲ့ဆက်မျိုးကိုရွေးချယ်တတ်ဖို့လိုပါတယ်နံပါတ်3ချက်ကတော့အာမခံတဲ့ service ဖြစ်ပါတယ်ခင်ဗျာဆက်ဝယ်ပြီးတဲ့နောက်အာမခံတဲ့ service မရှိဘူးဆိုလို့ရှိရင်ပြဿနာများပြီးတော့စိတ်ညစ်စရာပြီးတွေ့ကြုံနိုင်ပါတယ်ခင်ဗျာကဲအဲ့တော့အာမခံရှိတဲ့ဆက်မျိုးကိုရွေးချယ်ဖို့အကြံပေးချင်ပါတယ်ကျွန်တော်တို့ရဲ့ smart မှာဆိုလို့ရှိရင်ဆက်များကိုအာမခံချက်15နှစ်ပေးထားပြီးတော့15နှစ်ပြည့်ပြည့်စီးဖို့လက်ခလုံးဝမယူဘဲနဲ့ရောင်းချပေးနေပါတယ်ဒီလိုဆက်ရုံသုံးဆက်တွေဆိုလို့ရှိရင်မော်တာဘိုက်ဆိုင်ရာကို2နှစ် guarantee ပေးထားတာပဲဖြစ်ပါတယ်ကဲဒီလိုဆက်တွေလိုချင်တယ်ဆိုရင်ကျွန်တော်တို့ CS Smart ကိုလှမ်းလာခဲ့ဖို့လိုပါတယ်ဒါနဲ့ကျွန်တော်ကြောင်ညာလေးတစ်ဖြတ်ဝေချင်ပါတယ်ကျွန်တော်တို့ CS Smart ကိုဒီလို jet တစ်စိမ့်နဲ့အချုပ်ဆက်တွေရောက်ရှိလို့လာပြီးဖြစ်ပါတယ် jet အသားတစ်စိမ့်နဲ့ jet brand ပဲဖြစ်ပါတယ်ခင်ဗျာဈေးကတော့အရက်ကိုတန်ပါတယ်ခင်ဗျာကျွန်တော်တို့7,500နဲ့ promotion ချပေးနေတာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် CS Smart အချုပ်ဆက်ဆိုင်မှာစက်ရုံသုံးဆက်တွေကိုတစ်ခါဝယ်ပြီးသွားတဲ့ customer တွေကဘာလို့ထပ်ခါလာဝယ်နေကြတယ်ဆိုတာသိလားဟုတ်ပါတယ်ကျွန်တော်တို့ဆိုင်မှာစက်ရုံသုံးဆက်တွေကိုတစ်ခါဝယ်ပြီးပဲမဟုတ်ပါဘူးနောက်ထပ်ပြီးတော့လာဝယ်တဲ့ customer တွေများစွာရှိပါတယ်ခင်ဗျာအဲ့လိုလာဝယ်တဲ့ပထမဆုံးအကြောင်းရင်းကတော့ကျွန်တော်တို့ဆိုင်ကစက်ရုံသုံးဆက်တွေကအကျက်ခံပြီးတော့24နာရီသုံးလဲမပြတ်လွယ်ပါဘူးခင်ဗျာနောက်တဲ့အကြောင်းရင်းကတော့လုပ်ငန်းလုပ်တဲ့သူတွေအတွက် speed နဲ့ quality ကအရေးကြီးပါတယ်ခင်ဗျာဒီလိုစက်ရုံသုံးဆက်တွေကအထည်အရေးအတွက်ကိုလင်းမြန်စွာချုပ်လို့ရပြီးတော့ချုပ်ရုံးချုပ်သားတွေကိုလည်းလှပသေးတတ်မှုတွေပေးလို့ပဲဖြစ်ပါတယ်အရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့ဆိုင်မှာအာမခံချက်15နှစ်တိတိပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ15နှစ်တွင်းပြန်ပျက်စီးဖို့လက်ခလုံးဝမြည်တာကျွန်တော်တို့ CS Smart ရဲ့စေတနာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုစေတနာတွေမြစ်တာတရားတွေပေးနေတာကျွန်တော်တို့ CS Smart ကပဲဖြစ်ပါတယ်ဒါကြောင့်ပဲဝယ်ပြီးသား customer တွေကနောက်ထပ်ထပ်ခါလာရောက်ဝယ်အားပေးနေကြတာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးစိတ်ချယုံကြည်စွာနဲ့ဝယ်အားပေးခဲ့တဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်အချုပ်ဆက်တွေလာဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမှတ်42 A တရင်လေးစီယုံအနော်ထားလမ်းကောင်းဝင်ဆိုရင် CS Smart ဆိုပြီးတော့စိုက်မှုအကြီးနဲ့ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399420 243နဲ့399933393938ကိုဆက်သွယ်မှယူနေတာပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် CS Smart ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲဒီနေ့မှာကျွန်တော်တို့စီကို Howdy brand လေးလောက်ရှိလို့လာပြီးပဲဖြစ်ပါတယ် Auto ချီပြန် Auto တက်ကေး Auto ပြီးတော့တောင်းကျင်နေတဲ့သူတွေအတွက်ဒီ Howdy လေးကအသိဆုံးပဲဖြစ်ပါမယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့တနေ့ကိုအထည်ရာချီချုပ်ချင်တဲ့သူတွေအထည်ချုပ်ကောင်မှာအဓိကထားပြီးအလုံးလုံးချင်နေတဲ့သူတွေအတွက်ဒီဆက်လေးကအသိတော်ဆုံးနဲ့အကောင်းဆုံးပဲဖြစ်ပါတယ်ကဲဒါနဲ့ကျွန်တော် promotion ဈေးလေးပဲတဲကျင်ညာပေးသွားပါမယ်ကျွန်တော်တို့14,500နဲ့3ရက်တိုင်တိုင် promotion ဆင်းပေးသွားမှာပဲဖြစ်ပါတယ်ကဲကျွန်တော်ဆိုင်လိပ်စာကတော့အမှတ်42 A တကြီးစီရောအနော်ထားလမ်းအောင်မယ်ဆိုရင် CS Smart ဆိုပြီးတော့စိုက်ဖို့အကြီးနဲ့ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399420 243နဲ့3999333933လို့2938လို့ကိုဆက်သွယ်မှယူနေတာဖြစ်ပြီးတော့အထူအပါဆွဲတာတုံးတင်နေဆိုရင် CS Smart ကိုလှက်လို့လာခဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာအချုပ်ဆက်မြန်ဝဲ CS Smart ပါကွယ် CS Smart ဆိုအချုပ်ဆက်ဆို CS Smart ကျေးဇူးတင်ပါတယ်ခင်ဗျာ